အချမ်းဖက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကထိုင်းနိုင်ငံကိုလာမယ်ဆိုတဲ့သတင်းကိုတက်လာတာတွေ့ရပါတယ်အဲ့တော့ဒီသတင်းတကယ်ဆိုလို့ရှိရင်ဒီကိစ္စကြီးတော်တော်ကိုမဖြစ်တဲ့ကိစ္စကြီးအဲ့တော့ထိုင်းဆိုရနေနဲ့မြန်မာနိုင်ငံပေါ်ဆက်ဆံတဲ့နေရာမှာအာဏာသိမ်းဘက်ကိုပေါ်တင်ရိမ့်တာရိမ့်တယ်ဆိုလို့ရှိရင်လေထိုင်းနိုင်ငံအနေနဲ့ဒီအာဏာသိမ်းထားတဲ့မင်းအောင်လှိုင်ကိုထောက်ခံတယ်လို့ပေါ်တင်ပြောစီခြင်းနော်ဒါပေမဲ့ဟိုဘက်လို့ဒီဘက်လို့လုပ်ပြီးတော့အနောက်ကနေတခိုးတရိုးကန်းနေတဲ့လောက်ရမျိုးတော့မဖြစ်သင့်ဘူးအာဏာသိမ်းမင်းအောင်လှိုင်ကလက်ရှိမြန်မာနိုင်ငံမှာပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ကောင်ကိုထိုင်းနိုင်ငံကိုလာခွင့်ပေးတယ်ဆိုတာကဒါကမြန်မာပြည်သူတွေအားလုံးကိုစော်ကားလိုက်တာလေအထူးတူပါပဲနော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်လိုင်းအင်အားစုတွေဘက်ကဘလို့တောက်ပြန်မလဲဘလို့ပုံစံလုပ်မလဲဆိုတာကိုလည်းကျွန်တော်ပြည်သူတွေအနေနဲ့အရန်သိချင်ပါတယ်အချမ်းဖက်ကောင်းဆောင်မင်းအောင်လှိုင်ထိုင်းနိုင်ငံဘန်ကောက်မြို့နယ်ကျင်းပမြင့် BIMSTC Benstat စီဝေးတို့တက်ရောက်မည်ဖြစ်ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြတယ် Benstat စီဝေးတက်ရောက်ရန်ဧပြီလ3ရက်မှ4ရက်အထိဘန်ကောက်မြို့တို့လာရောက်မည်ဖြစ်ပြီးဆိုပါစီဝေးကိုထိုင်းနိုင်ငံကအင်ချင်းဖြစ်ကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်Benstat စီဝေး6ကြိမ်မြောက်ထိပ်သီးအစည်းအဝေးသို့တက်ရောက်မည်မင်းအောင်လှိုင်မှထိုင်းနိုင်ငံတို့ပထမဆုံးလာရောက်ခြင်းလည်းဖြစ်သည်ယင်းအစည်းအဝေးကိုထိုင်းဝန်ကြီးချုပ်ပေဒေါ်နာရှင်နာဝတ်ကတဘာပရိအဖြစ်တာဝန်ယူကျင်းပမည်ဖြစ်ပြီးပင်ဆက်အဖွဲ့ဝင်နိုင်ငံများလည်းတက်ရောက်ကြမည်ဖြစ်တယ်ပင်ဆက်အဖွဲ့ဝင်နိုင်ငံများတွင်အိန္ဒိယတီလင်္ကာဘင်္ဂလားဒေ့ရှ်ဘူတန်မြန်မာနီပေါနဲ့ထိုင်းနိုင်ငံတို့ပါဝင်သည်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ဒီချိန်မှာ ICJ ကနေဖမ်းဝရမ်းထွက်ရင်တော့စောင်းကောင်းပါနော်တကယ်ပါပဲလက်ရှိထိုင်းနိုင်ငံအနေနဲ့ဘလို့တဘောနဲ့မင်းအောင်လှိုင်ကိုလာခွင့်ပေးလဲတော့တေးရှာရှာမတိရသေးဘူးဒါပေမဲ့တကယ်ကောင်းကောင်းမွန်မွန်ကြည်ပြူလာခွင့်ပေးတယ်ဆိုလို့ရှိရင်တော့ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စနော်လက်ရှိအာဏာသိမ်းထားတဲ့မင်းအောင်လှိုင်ဟာမြန်မာပြည်မှာပြည်သူပေါင်းများစွာကိုရဲရဲစက်စက်တပ်ဖြတ်နေတယ်ဒီကနေ့ထိလည်းလေနေနဲ့ဘုံကျဲနေတယ်နော်ဒါ ILO ကနေပိတ်ဆို့မှုတွေအရေးယူမှုတွေကအစအချမှတ်နေတယ်အဲ့လိုအချိန်မှာနိုင်ငံတကာပိတ်ဆို့မှုရှိနေတဲ့အချိန်မှာမင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ပေးတယ်ဆိုတော့ထိုင်းနိုင်ငံသဘောတရားဒါတစ်ခုတည်းတော့လုံးဝမဖြစ်နိုင်ဘူးဒါဟာတရုတ်ရဲ့ရှယ်လယ်မှုလို့ယူဆတယ်ဘာဖြစ်လို့လဲထိုင်းနယ်စပ်မှာကြားပြအရေးခေါင်းစဉ်တက်ပြီးတော့ခလောက်ဆန်လိုက်တယ်အဲ့တော့လက်ရှိချိန်ထိကြားပြခေါင်းဆောင်တွေကိုမိတယ်ဆိုတာမရှိသေးဘူးဒါမှရှိတဲ့လူတွေကိုတတုတ်ပြီးတတုတ်တာလေနဲ့ခေါ်ပြီးပြန်ပို့နေတာဒါအတိတ်ပဲရှိတဲ့လောက်ရမဟုတ်ရုပ်ရှင်ရိုက်နေတဲ့လောက်ရလို့ပဲရှုမြင်တယ်နော်နောက်တစ်ခုကအဲ့ဒါလိုလောက်တဲ့နေရာမှာလက်ရှိလူရမဝင်တဲ့ဒီအာနာသိန်းအဖွဲ့ကိုနော်တုံးနိုင်ငံတွန့်ဆောင်ရေးဆိုပြီးတော့တရုတ်ကဘာလာလုပ်လဲဆိုတော့ထိုင်းမြန်မာနယ်စပ်လာပြီးတော့တရုတ်နိုင်ငံတက်ဆိုင်သူတွေထိုင်းအစိုးရတက်ဆိုင်သူတွေပြီးအဲ့ဒီအာဏာသိမ်းထားတဲ့အကြမ်းဖက်ကောင်တွေကိုခေါ်ပြီးတော့တုံးနိုင်ငံအစိုးရတွေနှိမ့်နှိုင်းတွေ့ဆုံနေဆိုပြီးတော့လူရဆွဲတွင်းလာဒါဟာလူကဘာမှာလူရမဝင်ဖြစ်နေတဲ့ဒီအကြမ်းဖက်ကောင်တွေကိုလူရတွင်းတာပဲအဲ့တော့အဲ့လိုလောက်ရမျိုးကနေတစ်စင်အခုမင်းအောင်လှိုင်ကိုထိုင်းနိုင်ငံကိုလာခွင့်ရတယ်ဆိုတာဒါတဖြည်းဖြည်းနဲ့နိုင်ငံတကာအရေးတွေကိုဒီအာဏာသိမ်းပြီးတော့နော်ခိုကိုရမဲ့နေတဲ့ဘဝပြက်နေတဲ့ကောင်တွေကိုလူရဝင်အောင်ပြန်ဆွဲသွင်းတဲ့တရုတ်ကလောက်ရက်ပဲဒီရင်းမှာလည်း MNDAA အဖွဲ့ကိုအရင်ဦးဆုံးအပြစ်ရခိုင်းတယ် MNDAA ကအပြစ်မဲ့ရတဲ့အချိန်မှာ MNDAA ခေါင်းဆောင်ကိုအကြံကြောက်တဘောမျိုးနဲ့ဖမ်းလိုက်တယ်ဖမ်းလိုက်ပြီးတော့အကြက်ကင်တယ်အကြက်ကင်ပြီးတော့လက်ရှိတိုက်နေတဲ့ MNDAA စစ်ရေးလုံးဝရက်ဆိုင်အောင်အကုန်လုံးကိုအမိတ်အာဏာနဲ့လာရက်ခိုင်းတယ်နော်နောက်တစ်ချက်ကလက်ရှိ MNDAA တပ်မှုတွေအခုဟိုတော့ခေါ်သွားတယ်တရုတ်ကခေါ်တွေ့တယ်အဲ့ဒီအတွက်သတင်းတော့မထွက်လာသေးဘူးအဲ့တော့တရုတ်ကလောက်ရက်ကိုကြည်ချင်းအဖြစ်လက်ရှိတရုတ်ကဒီအာဏာသိမ်းတဲ့စစ်ကောင်စီကိုမဖြစ်မနေနိုင်အောင်လို့လုံးမဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ MNDAA ပါဝင်တိုင်းသားလက်နက်ကင်တွေကိုကျွန်တော်တို့ပြောချင်တာကအဓိကတော့ဒီဝါတဲ့ MNDAA ပေါ့နော်ခမည်းတော်ဟာတရုတ်နဲ့မကင်းဘူးမှန်တယ်ဒါပေမဲ့မြန်မာနိုင်ငံကိုဖဲ့ပြီးတော့တရုတ်နိုင်ငံကိုပေးနိုင်တယ်ဆိုရင်တော့ဆက်လုပ်ပါတရုတ်ကအမိတ်တိုင်းဆက်နေပါဆက်လုပ်ပါတရုတ်ကခစ်တစ်နယ်ချက်နီးနဲ့နယ်ချက်တာအယူဆုံးတရုတ်ဒီမင်းအောင်လှိုင်အာဏာသိမ်းသွားကြည့်အာဏာသိမ်းထားတဲ့မင်းအောင်လှိုင်အနိုင်ရသွားကြည့်နံပါတ်1မြစ်ဆုံစီမံကိန်းဖြစ်လိမ့်မယ်မြစ်ဆုံစီမံကိန်းကဖြစ်လို့ရှိရင်အချိန်မရွေးမြစ်ကြီးနားထိပြက်စီးသွားလို့ရတယ်အေယာဝတီမြစ်ဂျော်တောင်6မှာရှိတဲ့ရွာတွေအားလုံးပြက်စီးပြီဒါပေမဲ့မြန်မာပြည်ကရမယ့်အခွင့်အရေးကမပြောပတော့တဲ့ပမာဏလေးအကောင်လုံးရမယ့်အကျိုးမြတ်တွေအားလုံးကတရုတ်ကိုယူသွားမှာလက်ရှိမြစ်ဆုံလုံးမဲ့နေရာတော်မှာနော်အကြောင်းပြပြီးတော့ဘာလုပ်လဲတစ်ပင်တွေကိုတို့အမြင့်လိုက်စုံလိုက်တူးပြီးတော့ဒီ22ဘိတ်ကားတွေတင်ပြီးတရုတ်ကိုဓာတ်လိုက်ခဲ့နေတာအဲ့ကမြစ်ဆုံကတူးထုတ်တဲ့မြေကြီးကိုတခါနဲ့ကားနဲ့ကဲ့ယူသွားတာအဲ့တော့အဲ့ဒီမြေကြီးတွေအဲ့ဒီနေရာမှာဘာတွေတန်ဖိုးရှိလဲစဉ်းစားကြည့်ပေါ့ကချင်ကနေတရုတ်ထိကားတစ်ခေါက်22ဘိတ်ကားတစ်ခေါက်ရောက်ဖို့အတွက်ကုန်ကျစရိတ်ဘယ်လောက်ရှိမလဲမြေကြီးတက်ဆိုရင်အဲ့ဒီမြေကြီးတွေကိုတည်သွားမလားရိုးရိုးတစ်ပင်ကြီးဆိုရင်အဲ့လိုအစုံလိုက်ကြီးတည်သွားမလား
နာကြပါခမရတို့ကျွန်တော်တို့အားလုံးကဒီမြန်မာမြေပုံကိုအားလုံးပိုင်တယ်ကချင်နေရကချင်ပြည်နယ်ပဲပိုင်တာမဟုတ်ဘူးဟိုအောက်ဘိတ်တဝယ်ထိပိုင်တယ် AR တိုင်းထိပိုင်တယ်ရခိုင်ပြည်နယ်ထိပိုင်တယ်ဟိုအနောက်မှာနေတဲ့ရခိုင်ပြည်နယ်ပဲပိုင်တာမဟုတ်ဘူးဟိုကချင်ပြည်နယ်မြစ်ကြီးနားပူတာအိုထိပိုင်တယ်တက်ဆိုင်တယ်ကျွန်တော်တို့အားလုံးကဒီမြေပုံအပေါ်မှာနေကြတာဒါပေမဲ့အဲ့ဒီလိုတရုတ်မင်းအောင်နိုင်အနိုင်ရသွားမယ်ဆိုရင်ဘယ်သူမှလွန်ဆန်လို့မရတော့လွန်ဆန်လို့မရရင်တရုတ်ကဝင်လာမှာမြစ်စုံလုပ်မယ်မြစ်စုံလုပ်တာနဲ့မြန်မာနိုင်ငံ AR မြစ်ကြီးခံသွားမှာမြစ်စုံပြီးတာနဲ့ဘာဖြစ်လာမလဲနော်ကျွန်တော်တို့တရုတ်ကပိုးလမ်းမှာဂုံတွင်းပိတ်ဖြစ်နေတဲ့တလို့ရဲ့အနောက်ချမ်းကိုပိုးလမ်းမှာဖောက်ပြီးမြန်မာနိုင်ငံကိုခါလိုက်ကောင်ဖြတ်ဖောက်မှာတနိုင်ငံလုံးဖောက်ချလာမှာဖောက်ပြီးအဲ့ဒီပိုးလမ်းမှာပောက်ဝိုင်းတရုတ်တန်းနဲ့ချီပြီးတော့ဆင်းလာမှာနောက်တစ်ချိန်ကျရင်မြန်မာပြည်သားတွေဗမာမဟုတ်ဘူးနော်မြန်မာပြည်သားအားလုံးကချင်ကရမွန်မြန်မာရခိုင်ချမ်းကအဲ့ဒီတရုတ်တွေရှိမှကြုံပြန်ခံရမယ်ကိုယ်နိုင်ငံတွေကိုလာနေတဲ့တရုတ်ကတခင်ပြန်လုပ်မယ်ကျင်းနေတယ်ကျွန်တော်ပြောတာမယုံကြိုက်တယ်လို့ပြောအဲ့တော့အနေအထားကိုဖြစ်စေချင်လားမဖြစ်စေချင်ဘူးဆိုရင်တော့ကျွန်တော်တို့တွေလက်ရှိတိုင်းနာ EROS တွေ MG အပါအဝင်တယောက်နဲ့တယောက်သဘောထားချင်းမတိုက်ဆိုင်တာတွေအမြင်မတူတာတွေမကြိုက်တာတွေဆရာလောက်ချင်တာတွေအဲ့ဒီစိတ်တွေခဏလေးဘေးခဲ့ထားစုပေါင်းပေးပါဘုံရန်သူကိုအရင်ဝိုင်းတိုက်ပေးပါခက်မြမြဝိုင်းတိုက်ပြီးတော့ဘုံရန်သူပြုတ်ဝိုင်းကျွန်တော်တို့ကိုချင်းချင်းပြန်ညှိတာဘယ်အချိန်ညှိရတယ်တရေတို့အဲ့ဒီအချိန်ဟဲ့အောင်လာငါတို့ချင်းစကားပြောကြမယ်ပြောလို့ရတယ်ဗျာဒါပေမဲ့ဒီလိုဘုံရန်သူရှိတဲ့အချိန်မှာကျွန်တော်တို့ဘာမှလုပ်လို့မရဘူးအဲ့တော့ရန်သူကအားလုံးကိုစုဝိုင်းတူမနိုင်ဘူးဆိုတာသိတယ်တူတွေမဟုတ်ဘူးတူမဲ့လေတရုတ်လဲဒီဟာတွေအားလုံးစုဝိုင်းမနိုင်ဘူးဆိုတာသိတယ်ဒါတော့ဘာလုပ်လဲတခုချင်းကိုအမှဲ့ချွေတယ်အဲ့တော့အမှဲ့ချွေခံပြီးတော့ရန်သူရှေ့ကိုဒူးထောက်ပေးလိုက်ကြမှာလားကျွန်တော်တို့တွေကနိုင်အောင်ပြန်တိုက်မှာလားအဲ့တော့လက်ရှိထိုင်းကိုလာမယ်ဒီတောင်းလိုက်တာမအေးလိုရဲ့နော်ခရီးစဉ်မှာတော်လိုင်းအင်အားစုတွေ NUG အပါဝင်လက်ရှိတော်လိုင်းရေးအင်အားစုတွေလက်နက်ကင်တွေရောနိုင်ငံရေးသမားတွေရောနော်အစိုးရတာဝန်ရှိတဲ့လူရောစသဖြင့်ဘာလုပ်မလဲဆိုတာကိုပြည်သူတွေသိချင်တယ်ထိုင်းမှာရှိတဲ့ပြည်သူတွေဘာလုပ်ပေးရမလဲဆိုတာကိုလည်းပြောတင်ဒါလုံးဝလက်ခံတဲ့ကိစ္စမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့တွေကခွေးကိုအမီးဖြတ်ပြီးတော့တိုင်းပြည်ရဲ့ခေါင်းဆောင်လို့တင်မြှောက်ရင်တော့မြန်မာပြည်သားတွေရဲ့တိတ်ခါကရှိအောင်မယ်မင်းအောင်နိုင်အာဏာသိမ်းလိုက်တဲ့အတွက်မြန်မာဆိုရင်ကဘာမပြောနဲ့အိမ်ကြီးချင်းထိုင်းမှာတော့ဘလို့ပုံစံကြည့်ကန်ရတယ်ရင်နာကြပြီတော့အဲ့ဒါမင်းဘာလူမျိုးငါဘာလူမျိုးထိုင်းကခွဲမကြည့်ဘူးမင်းမြန်မာပြည်သား passport ကင်ထားမင်းမြန်မာပြည်သားပဲမင်းတို့မြန်မာအဖြစ်ပဲကြည့်တာဒါကြောင့်မလို့နာကြစမ်းမှာဟဲ့ဒီရင်ပတ်ထဲကနာပြီးတော့အုံနောက်အတိတရားနဲ့ငါတို့ဘာလုပ်တင်နေဆိုတော့ကျွန်တော်တို့တွေကတွေးပြီးတော့လောက်ကမဲ့အချိန်ရောက်နေပါပြီ